အိုးလာလာဒီနေ့တော့ကျွန်တော်လာမြန်ချိုင်မှာရောက်နေပါတယ်လာမြန်ချမ်းနော်တမီမြက်လုံးချမ်းကျွန်တော်အပင်ရကလုံးခုတ်ပြီးပါပြီကဲရှေဝေးနော်မရှိရင်တော့အများကြီးချမ်းနေအများကြီးငါများကြီးနေပေါ့ငါလည်းများမယ်ခြံလေးရောက်တယ်ခြံဘေးမှာရေချောင်းလေးတစ်ခုရှိတယ်အဲ့မှာတော့များမို့ငါရောက်နေပါတယ်ခင်ဗျာချင်းလေးနော်ကြည့်ကြပါဦးဒီမှာရေချောင်းလေးရှိတယ်ဒီမှာ